TikTok ကြီးမှာဆိုလဲဒီ4လောင်းတော့5လောင်းတော့အဲ့လိုမျိုးလေးမြင်ရတာလေးတော်တော်ကိုစိတ်မကောင်းဘူးပေါ့နော်စိတ်မကောင်းဆိုတော့အမှုမှန်လဲပေါ်စေခြင်းနဲ့တရားခံမတူလဲဆိုတာလဲထိုက်ထိုက်တန်တန်အဲ့လိုဖြစ်စေခြင်းတာပေါ့လဲဆိုခလေးတွေကသူ့ဦးလေးပြောထားသလိုပေါ့လူဖြစ်ဖို့ကအများကြီးအနာဂတ်တွေဖြတ်သန်းမှာတွေအများကြီးရှိရပေါ့နော်ပြီးတော့ဒီအရွယ်လေးဆိုတာဘာမှလူလောကမှာကျင်လည်ရသေးတာမဟုတ်တဲ့အတွက်အပြစ်ဆိုတာဘာမှကြီးကြီးမားမားလုပ်ဘူးသေးတဲ့ကလေးတွေလည်းမဟုတ်တော့သေးဘူးပေါ့နော်အခါကျတော့အရန်ကိုဝမ်းနေရတယ်ဒါဆိုတာနောက်ဖြစ်လာမယ့်အနာဂတ်မှာဒီကလေးတွေကဘာဖြစ်လာမယ်မှမသိတဲ့ကလေးတွေပေါ့နော်ဘယ်လိုအောင်မြင်နိုင်တဲ့ကလေးတွေလည်းဖြစ်နိုင်တယ်ပညာတတ်ကြီးတွေလည်းဖြစ်နိုင်တယ်ဒါပေမဲ့ဒီလိုကလေးတွေကိုမှဒီလိုဖြစ်တာဆိုတော့လေရင်ထဲမှာအရင်တော့ဆိုသားသမီးကိုအရန်လိုချင်တာတော့မကြောက်လားငါအရန်စိတ်ပူတတ်တဲ့လူဆိုတော့လေအဲ့လိုမျိုးပေါ့စိတ်တော်ကုန်မကောင်းတာအမှန်တိုင်းပြောရင်တော့ဆိုဟာ2ယောက်3ယောက်မွေးမယ်2ယောက်3ယောက်နေပြီး2ယောက်ပဲမွေးမယ်ဟာ1ယောက်ပဲမွေးမယ်အဲ့1ယောက်ကိုတော့ငါဘလို့ဘလို့ပြုစုပြိုးထောင်နိုင်တယ်ဒါပေမဲ့စိတ်အရန်ပူတတ်တဲ့အခါကျတော့ငါတင်ကျွတ်ပါမလားပေါ့နော်အဲ့လိုအတွေးတော့အမြဲဝင်